Hello လင်းရဲ့ TikTok ကနေပြီးတော့ပြန်ကြိုဆိုလိုက်ပါတယ်ဒီနေ့ vlog ကတော့လင်းတို့အခုစနေနေ့ကယထာစီးပြီးတော့သွေးသွားလူတွေ meeting တက်တဲ့ vlog ပါဆိုတော့လင်းနဲ့တူတူသွားမယ်သွေးလူတွေညီမလေးကဒီယထာကိုမစီးဘူးကွာအဲ့တော့လင်းကသူနဲ့တူတူပေါ်ရအောင်လို့လိုက်စီးပေးတယ်ပေါ့နော်အဲ့တော့ဒီယထာကအဲကွန်ယထာတတရှိတယ်အေးတယ်ဆိုတော့ဒီအရှမ်းသဘောကျပါတယ်နောက်တစ်ခုကသူကကားလမ်းနေလို့ကားမပိတ်ဘူးဖြစ်တဲ့အတွက်လင်းတို့အဆင်ပြေတယ်သွားလာဖို့အချိန်အရန်လွယ်ကူတယ်ပေါ့နော်အရန်မြန်ဆန်တယ်ပေါ့ဒါပေမဲ့ဒီရထားကရန်ကုန်ဘူတာကြီးထိပဲရောက်ပါတယ်ဒါအခုကတော့ရန်ကုန်ဘူတာကြီးပါဆိုတော့ယူတို့အနေနဲ့ပြောချင်တာကဘယ်ထားမှလွဲခဲ့ကြလဲဘယ်ဘူတာမှလွဲခဲ့ကြလဲကိုပြောချင်တယ်ဆိုရင်တော့ကွာရန်ကုန်ဘူတာကြီးမှာဖိုတိုရှူတော့သွားလုပ်ဖို့ကောင်းတယ်ရန်ကုန်ဘူတာကြီးကိုသွားရင်လည်းဒီရထားစီးသွားလို့အရန်ဆင်ပြေတယ်ပေါ့နော်အဲ့တော့လင်းကတော့ဒီလိုဖိုတိုရှူလှလှလေးလုပ်ခဲ့ပါတယ်ညီမလေးနဲ့တူတူပြောရွှင်ဓာတ်ပုံရိုက်ခဲ့ကြတယ်ဗီဒီယိုရိုက်ခဲ့ကြတယ်ပေါ့နော်နောက်တစ်ခုကလေအဲ့ချိန်မှာဒီလူသွားစင်းကြံလဲတော့ယထာထွက်သွားတာနဲ့အရန်ရှင်းသွားတော့ဓာတ်ပုံရိုက်ရတာရှက်တဲ့သူတွေပါတယ်ဆိုရင်တော်တော်လေးအဆင်ပြေပါတယ်အခုတော့လင်းတို့နှစ်ယောက်ကသွေးလူပန်ကိုသွားပါမယ်စုပ်ပေးမယ်ပန်းဆိုးရန်နေသွေးလူပန်ကိုကလှမ်းတဲ့အတွက်grab တော့ခေါ်ရတယ်ပေါ့နော်ဒါတော့ညီမလေးသွေးလူနေတာပါလင်းရပေးရပါပြီးဖြစ်ပြီးတော့လိုက်ဆောင်ပေးတာပါသွေးလူပြီးရင်တော့လင်းတို့နှစ်ယောက်က warehouse ဆိုတဲ့ coffee ဆိုင်မှာ meeting ရှိပါတယ်by the way အဲ့ဒီ warehouse ကစားစရာတွေကအရှမ်းကောင်းတယ် coffee လည်းတအားကောင်းပါတယ်ဒါဒုတိယမြောက်ဆိုင်မှာကဘာကြီးဖျားလမ်းမှာ coffee ဆိုတဲ့ဆိုင်မှာအဲ့တော့မိုက်တယ်ကွာအမိုက်စားစာအုပ်စင်ရှိတယ်အဓိကဒီရာသီဥတုနဲ့ဆိုသူစီက aircon တော်တော်လေးအေးတယ်ဆိုတဲ့ခါကျတော့ဒီလိုမျိုး photo shoot လုပ်ချင်တယ်ဒါမှမဟုတ်ရင် coffee date ချင်တယ်ဒါမှမဟုတ်တကယ်ချင်းချင်းချေးကြမယ်ဆိုရင်ဒီ coffee ဆိုင်လေးကိုတော့ link က recommend ပေးပါတယ် link နဲ့သဘောကျပါတယ်အဓိကဓာတ်ပုံရရကြိုက်လို့ပါဆိုတော့ vlog လေးကိုကြည့်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ် bye bye